ဇွန်လ16ရက်နေ့မှာတော့ American ကစစ်ဘက်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်ရေးလှုပ်ရှားမှုတစ်ခုကိုစတင်လှုပ်ဆောင်နေပါတယ်။အနည်းဆုံးတန်က aircraft လို့ခေါ်တဲ့လေထဲမှာတင်တိုက်လေယာဉ်တွေကိုလောင်စာဆီဖြည့်ပေးတဲ့လေယာဉ်32စင်းကို American ကနေဥရောပမှာရှိတဲ့ American စစ်အခြေစိုက်စခန်းတွေစီပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ဒီမစ်ရှင်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုထုတ်ဖော်ပြသထားခြင်းမရှိတော့လေဒါဟာစစ်ရေးလေ့ကျင့်မှုတစ်ခုအတွက်မဟုတ်ကြောင်းသိတာထင်ရှားနေပါတယ်။ဒီတန်က aircraft လို့ခေါ်တဲ့လေထဲမှာလောင်စာဆီဖြည့်ပေးနိုင်တဲ့လေယာဉ်32စင်းပါဝင်တဲ့လေယာဉ်အုပ်စုဟာတပြိုင်နက်တည်းမှာတိုက်လေယာဉ်200ကျော်ကိုလေထဲမှာတင်လောင်စာဆီဖြည့်ပေးနိုင်ပါတယ်။တစ်ဖက်မှာတော့ USS Nimitz လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုက Vienna မှာစိတ်ကမ်းရနာဖို့စီစဉ်ထားတာကိုဖျက်သိမ်းပြီးတောင်တရုတ်ပင်လယ်ကနေအရှေ့အလယ်ပိုင်းသို့ဦးတည်ထွက်ခွာလာနေပြီဖြစ်ပါတယ်။ဒီ USS Nimitz လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုဟာအရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ရှိပြီးသားလေယာဉ်တင်သင်္ဘောများနဲ့ပူးပေါင်းမှုလာရောက်နေတာဖြစ်ပါတယ်။ဒီလိုမျိုးအရှေ့အလယ်ပိုင်းမှာစစ်ရေးအင်အားစုစည်းမှုများဟာအကြီးစားလေကြောင်းစစ်စင်ရေးတစ်ခုအတွက်ပြင်ဆင်မှုကိုညွှန်ပြနေတယ်လို့သုံးသပ်ထားတာတွေလည်းတွေ့ရပါတယ်။နောက်ပြီးအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုဖျက်ဆီးပစ်နိုင်တာကလည်းအမေရိကန်ကပဲလှုံ့ဆော်နိုင်တာဖြစ်ပါတယ်။အစ္စရေးကအီရန်မှာရှိတဲ့နျူကလ িয়ার စီမံကိန်းအကြီးကနေရာတွေကိုဖျက်ဆီးနိုင်တဲ့လက်နက်တွေမရှိသေးပါဘူး။ဒီအကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးနော်။အမေရိကန်ကလေထဲမှာလောင်စာဆီဖြည့်ပေးနိုင်တဲ့လေယာဉ်32စီးကိုဥရောပကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုရွှေ့လိုက်ပြီးလေယာဉ်တင်သင်္ဘောတွေကိုအရှေ့အလယ်ပိုင်းကိုအင်အားဖြည့်တင်လာတာကိုကြည့်ရင်ဒီတိုက်ပွဲမှာဓာတ်ရိုက်ပါဝင်ပတ်သက်ဖို့အစပြိုးနေပြီလို့ပြောလို့ရပါတယ်။စစ်ပွဲခေါ်တန်းတွေကတဖြည်းဖြည်းနီးကပ်လာနေပြီလို့လည်းသုံးသပ်နေကြတာတွေ့ရပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကအားကောင်းလာတော့လေအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုလုံလောက်စွာဖျက်ဆီးပစ်နိုင်စွမ်းမရှိပါဘူး။ဂျိုဒိုပုံရိပ်တွေအရအီရန်ရဲ့အဓိကယူရေနီယံစက်ရုံဖြစ်သည့် Natanz ပျက်စီးမှုများရှိကြောင်းတွေ့ရပါတယ်။အဓိကအဆောက်အအုံများပြိုကျပျက်စီးခဲ့ပြီးအီရန်ရဲ့ထိပ်တန်းသိပ္ပံပညာရှင်12ဦးကျော်သေဆုံးခဲ့ပါတယ်။ထိခိုက်ပျက်စီးခဲ့တဲ့အဆောက်အအုံကယူရေနီယံကိုယူရေနီယံသတ္တုအဖြစ်ပြောင်းလဲပေးသည့်နေရာဖြစ်ပြီးဒါဟာနျူကလ িয়ার လက်နက်ရဲ့အဓိကအစိတ်ပိုင်းဖြစ်ပါတယ်။ပျက်စီးသွားတဲ့အဆောက်အုံကိုပြန်လည်တည်ဆောက်ဖို့အတွက်ဆိုရင်အချိန်တစ်နှစ်လောက်ထိကြာမြင့်နိုင်ပါတယ်။ဒါပေမဲ့တကယ်ပြဿနာကအီရန်ရဲ့အကာအကွယ်အများဆုံးနေရာဖြစ်တဲ့ဖော်တိုလောင်စာတန်းစင်စက်ရုံဖြစ်ပါတယ်။ဒီစက်ရုံဟာအီရန်နိုင်ငံကွမ်မြို့အနီးရှိတောင်တစ်ခုရဲ့အောက်နက်ရှိုင်းတဲ့နေရာမှာတည်ဆောက်ထားတာဖြစ်ပြီးသူ့အပေါ်မှာကြီးမားတဲ့ကွန်ကရစ်တူကြီးနဲ့ဖုံးအုပ်ထားပါတယ်။ဒီစက်ရုံကိုအစ္စရေးပိုင်ဆိုင်တဲ့လက်နက်တွေထိုးပေါက်ဖျက်ဆီးနိုင်စွမ်းမရှိဘူးလို့သိရပါတယ်။အီရန်ကဖော်တိုစက်ရုံကိုလျှို့ဝှက်စွာတိစောက်ခဲ့ပြီးတော့2009ခုနှစ်ရောက်မှလူသိရှင်ကြားထုတ်ဖော်ပြသခဲ့တာပါ။အဲဒီအချိန်ကစပြီးအီရန်ရဲ့ဖော်တိုစက်ရုံမှာပြုလုပ်နေတဲ့နျူကလ িয়ার အစီအစဉ်တွေကိုထိန်းချုပ်ဖို့နိုင်ငံတကာကကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမဲ့အီရန်မှာဖော်တိုစက်ရုံလိုမျိုးအခြားသောလုံခြုံမှုမြင့်မားတဲ့နေရာများလည်းရှိပါတယ်။မကြသေးမီကအီရန်သည် Natanz မြို့တောင်ဘက်အနေငယ်ကွာမြေအောက်ထဲမှာပုံမနဲ့ရှိုင်းပြီးလုံခြုံမှုအားကောင်းတဲ့ Pegasus Mountain Plan လို့ခေါ်တဲ့နေရာတစ်ခုကိုတည်ဆောက်နေပါတယ်။ဒီစက်ရုံကိုတောင်ကြီးတစ်ခုရဲ့အတွင်းနဲ့ရှိုင်းတဲ့နေရာမှာတည်ဆောက်ထားပြီးဖော်တိုစက်ရုံမှာတော့ဝင်ပေါက်2ခုပဲရှိပေမဲ့ Pegasus စက်ရုံမှာတော့အနည်းဆုံးဝင်ပေါက်4ခုရှိတယ်လို့သိရပါတယ်။ဒီစက်ရုံတွေကိုပုံချပြီးဖျက်ဆီးဖို့အလွန်ခက်ခဲတယ်လို့သိရပါတယ်။ဒီမြေအောက်နယ်ရှိုင်းတဲ့နေရာတွေမှာတိစောက်ထားတဲ့နျူကလ িয়ার စီမံကိန်းစက်ရုံတွေဟာကျယ်ဝန်းပြီးလူတွေနေထိုင်နိုင်ဖို့နေရာထိုင်ခင်းတွေလည်းပါဝင်ပါတယ်။အီရန်နိုင်ငံကတော့ IAEA လို့ခေါ်တဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကိုဒီနေရာတွေကိုစစ်ဆေးဖို့တားမြစ်ထားပါတယ်။ဒါကြောင့်ဖိကက်စက်ရုံနဲ့ပတ်သက်တဲ့အချက်အလက်အများစုကအီရန်နိုင်ငံကလူသိရှင်ကြားထုတ်ပြန်ထားတာမဟုတ်ပဲသတင်းညွှန်စိမ့်မှုများနဲ့ခံမှန်းချက်များမှရရှိထားတဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။သို့ပေမဲ့အီရန်နိုင်ငံကတိုက်ခိုက်ခံနေရစဉ်အတွင်းနျူကလ িয়ার လက်နက်တစ်ခုကိုတပ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါကဖိကက်စက်ရုံကဒါကိုလှုပ်ဆောင်နိုင်မယ့်နေရာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။တမန်ရိုးကျဘုံတွေနဲ့ဒီစက်ရုံတွေကိုထိရောက်စွာဖျက်ဆီးနိုင်ခြင်းမရှိပါဘူး။အစ္စရေးပိုင်ဆိုင်တဲ့အကောင်းဆုံးဖြူဟာဘုံများဖြစ်သည့်အမေရိကန်ကထောက်ပံ့ပေးထားသော GBU-28 သည်ကွန်ကရစ်6မီတာအထိသာထိုးဖောက်ဖျက်ဆီးနိုင်ပါတယ်။ဒါဟာပီကင်းနဲ့ဖော်တိုစက်ရုံတွေလိုမျိုးလုံခြုံခိုင်ခန့်တဲ့စက်ရုံတွေကိုထိရောက်စွာဖျက်ဆီးပစ်ဖို့လုံလောက်မှုမရှိပါဘူး။ဒီနေရာတွေကိုဖျက်ဆီးနိုင်တဲ့တခုလေးသောလက်နက်မှာ GBU-57 Massive Honest Penetrator ပဲဖြစ်ပါတယ်။ဒီ13000ကီလိုဂရမ်အလေးချိန်ရှိတဲ့ပုံဟာကွန်ကရစ်61မီတာအထိကိုထိုးဖောက်ဖျက်ဆီးနိုင်ပါတယ်။ဒီပုံဟာလက်ရှိမှာအကောင်းဆုံးဖြူဟာပုံဖြစ်ပြီးအမေရိကန်လေတပ်ကသာဒီပုံကို B2 ဘုံကျဲလေယာဉ်ဖြင့်တွဲပြီးအသုံးပြုနိုင်ပါတယ်။အခြားလေယာဉ်များကဒီပုံကိုတည်ဆောက်နိုင်ခြင်းမရှိသလိုအစ္စရေးမှာလည်း B2 ဘုံကျဲလေယာဉ်များမရှိပါဘူး။ဒါကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးရန်အတွက် Natanz, Fordo နဲ့ Pegasus စက်ရုံတို့ကိုဖျက်ဆီးရန်လိုအပ်ပြီးဒါကိုအမေရိကန်ကပဲလှုံ့ဆော်နိုင်ပါတယ်။သို့တော့ဒါကိုဖျက်ဆီးဖို့လေကြောင်းအင်အားတစ်ခုတည်းဖြင့်လုံလောက်မှုမရှိနိုင်ပါဘူး။အထူးတပ်ဖွဲ့များကိုမြေပြင်တွင်ဖြန့်ကျက်ရန်လိုအပ်ပြီးနေရာတစ်ခုချင်းစီရဲ့ပျက်စီးမှုကိုအတည်ပြုရန်လည်းလိုအပ်မှာဖြစ်ပါတယ်။
ဒါကြောင့်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတည်နေရာတွေကိုလုံးဝပျက်စီးအောင်ဖျက်ဆီးဖို့ဆိုတာအလွန်ခက်ခဲပြီးဒါကြောင့်လည်းစစ်ပွဲရဲ့အမြင့်ဆုံးအခြေအနေတစ်ခုမှာအမေရိကန်ကပါဝင်လာနိုင်တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အမေရိကရဲ့လေပေါ်မှာလောင်စာဆီဖြည့်တင်းပေးနိုင်တဲ့ထန်ကာ aircraft တွေကိုအီတလီ၊စပိန်နဲ့ဂျာမနီမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေစီပြောင်းရွှေ့ချထားလိုက်ပါပြီ။ဒီစစ်အခြေစိုက်စခန်းတွေဟာအရှေ့အလယ်ပိုင်းရှိစစ်စင်ရေးများအတွက်အဓိကစတင်တဲ့နေရာများအဖြစ်အသုံးပြုလို့ရှိပါတယ်။ဥပမာအားဖြင့်စပိန်ရှိ Maron လေတပ်အခြေစိုက်စခန်းသည်ထန်ကာ aircraft လေယာဉ်များအတွက်အဓိကစခန်းတစ်ခုဖြစ်ပြီးဒီလေယာဉ်တွေဟာ B2 ဘုံကျဲလေယာဉ်တွေကိုလေထဲတွင်လောင်စာဆီဖြည့်ပေးဖို့အတွက်အထူးလုပ်ဆောင်ပါတယ်။ B2 ဘုံကျဲလေယာဉ်တွေဟာအမေရိကန်ကနေတိုက်ရိုက်ပြန်တန်းလာပြီးလေထဲမှာတင်ထန်ကာ aircraft လေယာဉ်တွေရဲ့အကူအညီနဲ့လောင်စာဆီဖြည့်ပြီးအရှေ့အလယ်ပိုင်းသို့ဆက်လက်ပြန်တန်းကတိုက်ခိုက်မှုများကိုလှုံ့ဆော်နိုင်မှာပဲဖြစ်ပါတယ်။ယခုအမေရိကန်လှုံ့ဆော်နေတာတွေကလေကြောင်းတိုက်ခိုက်မှုအတွက်အဓိကဖွဲ့စည်းနေခြင်းဖြစ်ပါတယ်။ထန်ကာ aircraft လေယာဉ်32စင်းပါဝင်တဲ့လေယာဉ်အုပ်စုသည်တိုက်လေယာဉ်200ကျော်ကိုတပြိုင်နက်တည်းလေထဲတွင်လောင်စာဆီဖြည့်တင်းပေးနိုင်ပါတယ်။ဒါကြောင့်အမေရိကန်သည်အီရန်ကိုတိုက်ရိုက်တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဖြစ်စေဒါမှမဟုတ်အစ္စရေးတပ်လေယာဉ်များအားလေထဲမှလောင်စာဆီဖြည့်ပေးနိုင်မယ့်မစ်ရှင်တစ်ခုကိုဖြစ်စေလှုံ့ဆော်လာနိုင်ပါတယ်။အစ္စရေးတပ်လေယာဉ်တွေကိုလောင်စာဆီဖြည့်ပေးတဲ့အစီအစဉ်ကတော့အမေရိကန်အတွက်ပုံမလုံးချုံတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။အမေရိကန်တန်ကာ aircraft လေယာဉ်များဖြင့်အစ္စရေးတပ်လေယာဉ်များကိုလောင်စာဆီဖြည့်ပေးခြင်းဖြင့်တိုက်ခိုက်ရေးမှာလျင်မြန်စွာနဲ့ပုံမဆိုးဝါးတဲ့အခြေအနေတွေစီကိုရောက်ရှိလာနိုင်ပါတယ်။အစ္စရေးဗိုလ်ချုပ်ဟောင်းဂတ်ဒီအီဇမ်ကော့ဖ်ကတော့ရွာတရာမှဒုံးကျည်တစ်စင်းပစ်လွှတ်လာပါကထိုးရွာတစ်ခုလုံးသည်ပြစ်မှတ်ဖြစ်လာပါလိမ့်မယ်လို့ဆိုပါတယ်။အစ္စရေးကဒီယူဆကိုတီဟီရန်နဲ့အသုံးပြုရန်မျှော်လင့်ထားပြီးအမေရိကန်ရဲ့လောင်စာဆီဖြည့်ပေးနိုင်တဲ့တန်ကာ aircraft လေယာဉ်တွေကိုဥရောပကိုရောက်လာတာကလည်းဒီအကြောင်းပြချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးကလေကြောင်းတိုက်ခိုက်မှုကိုအစမတန်တိုးမြင့်လှုံ့ဆော်မှုပြင်ဆင်နေတာကြောင့်ပဲဖြစ်ပါတယ်။လက်ရှိတွင်အီရန်ရဲသားများသည်တီဟီရန်မှလူစုလူဝေးဖြင့်ဘေးလွတ်ရာသို့ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ဝေဖန်သူများကတော့နိုင်ငံတကာဥပဒေအဓိကမူများဖြစ်တဲ့အရက်သားနဲ့စစ်သည်များကိုခွဲခြားသတ်မှတ်ရန်ဆိုတဲ့ဂျနီဗာသဘောတူညီချက်များကိုချိုးဖောက်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။ဒီအခြေအနေဟာအမေရိက၊အစ္စရေးနဲ့အီရန်မူဝါဒချမှတ်သူများကလွန်ခဲ့သည့်နှစ်40ကျော်ကြာကလေးကပြင်ဆင်လာခဲ့တဲ့စစ်ပွဲတစ်ခုဖြစ်ပါတယ်။ယခုအခါမှာတော့အဲ့ဒီအချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အီရန်ကတော့အမေရိကန်ဟာအစ္စရေးနဲ့အတူ၎င်းတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုတိုက်ခိုက်ရန်ဖြစ်နိုင်ခြေရှိကြောင်းကိုကြိုတင်သိရှိထားပါတယ်။ဒီအခြေအနေကိုကြိုတင်မျှော်မှန်းထားတဲ့အတွက်အီရန်သည်၎င်း၏ hypersonic ဒုံးကျည်အများစုကိုထိန်းသိမ်းထားပြီးအစ္စရေးဘုံများထိုးပေါက်ဖျက်ဆီးနိုင်စွမ်းမရှိသည့်မြေအောင်စက်ရုံများတွင်တိုးလောင်ထားပါတယ်။ထို hypersonic ဒုံးကျည်များသည် Iron Dome အပါအဝင်လေကြောင်းရန်အကာအကွယ်များကိုရှောင်လွှဲနိုင်ရန်ဒီဇိုင်းထုတ်ထားပြီးလက်တုံ့ပြန်ရန်နဲ့အမေရိကန်၏အဓိကစစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းများကိုပြစ်မှတ်ထားရွေးထားပါတယ်။အကယ်၍အမေရိကန်သည်စစ်ပွဲတွင်တိုက်ရိုက်ပါဝင်ပတ်သက်လာပါကအီရန်၏ပြစ်မှတ်ထဲတွင် Cyprus ရှိဗြိတိရှလေတပ်အခြေစိုက်စခန်း Akrotiri နှင့် Andreas Babentru လေတပ်အခြေစိုက်စခန်းတို့ပါဝင်နိုင်ပါတယ်။ဒီဗြိတိရှလေတပ်အခြေစိုက်စခန်းတွေကိုအမေရိကန်နဲ့ NATO အဖွဲ့တွေကလည်းထောက်လှမ်းရေးနှင့်ဒေသဆိုင်ရာစစ်စင်ရေးများအတွက်အသုံးပြုတာကြောင့်အီရန်ရဲ့အဓိကပြစ်မှတ်များဖြစ်လာနိုင်ပါတယ်။အီရန်ရဲ့အခြားပြစ်မှတ်တွေကတော့ကာတာမှာရှိတဲ့အမေရိကန်ရဲ့လေတပ်အခြေစိုက်စခန်း El Udeid အီရန်ရှိခရီစီယာနဲ့ Habaniya လေတပ်အခြေစိုက်စခန်းများကူဝိတ်ရှိ Ali Al-Salam လေတပ်အခြေစိုက်စခန်းနဲ့ Camp Arif ချန် UAE ရှိ Al Dhafra လေတပ်အခြေစိုက်စခန်းဂျော်ဒန်ရှိ Mawalfa Salti လေတပ်အခြေစိုက်စခန်း Saudi Arabia ရှိ Prince Sultan လေတပ်အခြေစိုက်စခန်းနဲ့အနီးအနားရှိအမေရိကလေယာဉ်တင်သင်္ဘောအုပ်စုများဖြစ်တဲ့အရှေ့မြေထဲပင်လယ်ရှိသင်္ဘောများပြင်ဘာရိန်းရှိအမေရိကန်ပြင်စမရေတပ်ဌာနချုပ်ဖြစ်တဲ့ Naval Support Activity Base တို့ပါဝင်နိုင်ပါတယ်။အီရန်က၎င်း hypersonic ဒုံးကျည်များကိုဒီနေရာတွေကိုပစ်လွှတ်ပြီးအထူးသဖြင့်ရေဒီယိုသတ္တုကြွပစ္စည်းများဖြန့်ကျက်နိုင်ရန်အတွက်ဓာတ်ပုံများတပ်ဆင်ထားပါကထိခိုက်သေးဆုံးမှုများကြီးမားစွာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အီရန်နိုင်ငံသည်၎င်း၏လက်နက်တိုင်းနဲ့နျူကလ িয়ার တည်နေရာများကိုမြေအောင်နယ်ဆိုင်သည့်နေရာတွင်ဖုံးကွယ်ထားတော့လေအမေရိကန်ဘက်မှတော့ဒီနေရာတွေကိုထိရောက်စွာထိုးဖောက်ဖျက်ဆီးနိုင်သည့်လက်နက်များရှိနေပါတယ်။အီရန်အနေနဲ့အကယ်၍ဒီစစ်ပွဲပဏိပခသည်အကြီးစားစစ်ပွဲအဖြစ်သို့ပြောင်းလဲသွားပါက၎င်း၏အလုံးစုံဆုံးနေရာများပင်ရှေးရှေးမှလုံခြုံမှုမရှိနိုင်ကြောင်းကိုနားလည်ထားကြပါတယ်။ဒါကြောင့်အီရန်ဟာလက်ရှိအချိန်မှာ၎င်း၏အင်အားကြီးမားတဲ့လက်နက်များကိုဘယ်အချိန်ဘယ်နေရာမှာအသုံးပြုမယ်ဆိုတာကိုသေချာကြည့်တစိုက်စဉ်းစားလှုပ်ဆောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။ဒီစစ်ပွဲဟာကောင်းမွန်စွာအဆုံးသတ်နိုင်တဲ့အခြေအနေတွေကိုမမြင်တွေ့ရသေးပဲလူပေါင်းများစွာသေကျေနိုင်တဲ့အခြေအနေတွေကိုလည်းမြင်တွေ့နေရတာဖြစ်ပါတယ်။ရခိုင်ကတစုံတယောက်သည်အမေရိကန်စစ်အခြေစိုက်စခန်းများကိုတိုက်ခိုက်ခဲ့စဉ်က၎င်းတို့သည် Portable Sun လို့တင်စားခေါ်ဝေါ်ကြတဲ့နေမင်းကြီးတစ်လုံးနိုင်ငံထဲမှာပောက်ကွဲသွားတဲ့ခန်းစားချက်မျိုးကိုခန်းစားခဲ့ကြရပူပါတယ်။တင်တို့အနေနဲ့လည်းလက်ရှိအခြေအနေတွေကိုဘယ်လိုမြင်လဲဆိုတာကို comment မှာမှတ်ခဲ့ပေးလို့ရပါတယ်။ Channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ခဲ့ကြနဲ့နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။